ရှာဖွေနေတဲ့လူသဘာဝကွယ်ပြုလာသမျှရဲ့ကောင်းမှုနဲ့အကြောင်းအကျိုးကိုကောင်းဆိုလို့သူသင်တော်မူရဲ့လောကလာကိုရှာဖွေနေတဲ့လူသဘာဝကွယ်ပြုလာသမျှရဲ့ကောင်းတဲ့ကြောင့်ကျိုးကောင်းဆိုလို့ဘုံတင်တော်မူတယ်